ပြတ်တော့မှဒုက္ခပဲဟုတ်ပြီဟဲ့ငါ blind ဘက်ဝယ်လိုက်မယ်ရောအေးခဏလေးတွိုက်လိုက်မယ်နော်ရပြီလူပြရပေါ့နော်ဒီနေ့မှဗီဒီယိုစားရတာမလို့ subscribe လုပ်ခဲ့ပြီးတော့တင်ဆက်နေရှင်ဒီမှာ blind ဘက် okay ခဏစောင့်ဖောက်ရအောင်အမေအဲ့ပေါ့နော်ဒါလေးဖောက်ထားအဲ့လိုမျိုးတိတ်နဲ့ပဲခွာဖောက်တဲ့အဲ့လိုမျိုးတိတ်နဲ့ပဲခွာပဲတော့ပဲဖောက်ပါမယ်ဒီတဲ့လို့စိတ်နေကဲဆဆရင်းနဲ့ပဲဒါလေးထွက်လာလဲဆိုဒါလေးပါအဲ့ကပြီးပါရတယ်ကဲနေလို့ဖောင်ဒုက္ခပါပဲဘယ်လိုရောဘေးဆိုင်ကနေဝယ်လို့ဝယ်လာမိမှမသိဘူးခါဒီပြဖို့မိနေတာဒီမှာဘာရပေါက်လဲဆိုတာတော့မသိသေးဘူးပေါ့နော်ညမလေးကြီးကပဲဝယ်လာတာပဲကပြီးပါရတဲ့9ဘက်ခေလာလုံးဒီတဲ့နဲမှာပါတယ်ဒီမှာဒါမှလေအကုန်ထုတ်ချလိုက်အဲ့အများကြီးပဲအားမကနာမှာဗီဒီယိုလေးရိုက်အဲ့ကဲကြပါအောင်ရှင်မတိတ်ကနေပြီငါကတော့တိတ်လေးကကတ်သွားပါရှင်ရပြီဒီမှာဘုံနော်ဒီမှာညီမလေးရောက်နေပြီခါစိတ်ညစ်တယ်လို့ဘေးနာကိုဖေးရဆိုင်လာဖွင့်နေအော်ဒီမှာဘုံနော်ဒါလေးရကြတော့ဒီဘက်စီကရုပ်စာနှစ်ပါလာရေဘုံနော်ပြီးတော့ဒါနောက်ဆုံးဒီရုပ်စာနဲ့ဒီရုပ်စာနောက်ဆုံးမှဖောက်နေဒီမှာဘုံနော်3 မီတာကြီးကောင်းလိုက်တယ်ဘယ်လိုအောင်ထည့်လာပြီလဲမသိဘူးဒီမှာနောက်ကပဲပြလိုက်မှာပေါ့နော်အများကြီးပဲဒါလေးဖောက်ပြီးဒီရချင်းစုဒီမှာဆူရှီဘလို့ဟဲ့นี่လို့အရင်ကောင်းငါလို့လို့နော်ကြံနေတယ်ကြံအော်မဒီလေးရနေအေးရဒီမှာတော့ကိုအဆောင်ပြေးရတာညောင်းအောင်အောင်ဒီဒီရဒီမှာဘာလိုက်တာအလောတတာအနည်းပြန်တွေ့မယ်တာတာတိုက်ကြရအောင်နော်